မင်္ဂလာပါညီကိုတို့ဒီနေ့ညမြန်မာစံတော်ချိန်တနင်္လာ15မှာရိုမာနဲ့လက်ဒီတို့ရှင်မြန်ကစားကြမှာပါရိုမာဟာ3ပွဲဆက်နိုင်ပွဲဆက်မှုနဲ့အတူမိပြတ်သည့်ဂက်စပါရီနိုလက်ထက်မှာခြေစက်ပိုင်းကိုရလက်ပိုင်းကိုကောင်းမှုနေပါတယ်လာလီဟာရိုက်လက်တီဆိုးဝါနေပြီးနောက်ဆုံး3ပွဲမှာ2ပွဲရှုံးလာပြီးဒဏ်ရာရကစားသမားတွေလည်းရှိနေပါတယ်ရိုမာဟာဥရောပအဆင့်ပြိုင်ပွဲတွေမှာနောက်ဆုံး6ပွဲဆက်မရှုံးရတဲ့အပြင်အင်ကွင်းမှာလက်ကက်ကစားတိုင်းရလက်တီရလက်ပိုင်းကောင်းမှုနဲ့အဆင့်လန်းရှိပါတယ်ဒီနေ့ပွဲမှာလည်းနိုင်ပွဲဆက်အောင်မဲ့ရိုမာကိုပဲရွေးချယ်ခြင်းပါတယ်။နောက်တစ်ပွဲကမြန်မာစံတော်ချိန်တနင်္လာရီခွဲမှာရှင်မြန်ကစားမဲ့နော်တင်ဟန်နဲ့မက်ဂျီလန်တို့ပွဲစဉ်ဖြစ်ပါတယ်။မိပြတဲ့ပေါ့စကီ2လက်ထက်မှာနော်တင်ဟန်တို့9ပွဲကစားမှာ9ပွဲစလုံးမနိုင်သေးပဲဒီနေ့ပွဲမှာဘော်ဒီ1နှုတ်40တီပြီးတာကြောင့်နော်တင်ဟန်တို့ပထမဆုံးနိုင်ပွဲရရှိလာနိုင်ပါတယ်။နော်တင်ဟန်ရဲ့တိုက်စစ်ပါအီဂေါဂျီဆူကလည်းခြေတန်းပြနေပြီးကိုတင်နိုင်ကြီးရှိပါတယ်။မီချီလန်ဟာခြေတန်းအစိုးကြီးမဟုတ်ပဲကိုရနိုင်ရင်ရှိသလိုဒီနေ့ပွဲရဲ့ကိုပေါင်းကြီးရတယ်မချီလန်တို့အချိန်မီကိုရရှိနိုင်ပါတယ်ဒီနေ့ပွဲမှာဒေါ်တင်ယန်ရဲ့အိမ်မွေးရောင်းအားနဲ့အတူဂိုးတွေအများကြီးမြင်ရမှာဖြစ်ပြီးဂိုးပေါ်ကိုကြိုက်ပါတယ်